ဆိုပြီးတော့မှဆူတောင်းကြတာဖြစ်တယ်เนาะအဲ့ဒီအသက်တာလည်းရှိဖို့ရန်အတွက်လိုအပ်တယ်လောကမှာကျွန်တော်အသက်ရှင်တဲ့အခါမှာလူဘဝမှာလိုအပ်ချက်တွေများစွာရှိတာဖြစ်တယ်ဆိုတော့စာရန်ဆရာဒါဝိတ်ကလည်းဗာပြောလဲထာဝရဘုရားသည်ငါဤတိုးထိန်ဖြစ်တော်မူ၏ငါသည်ဆင်းရဲမခံရเนาะဆိုတော့တိုးတကောင်အတွက်စကြက်လိုတယ်เนาะတောက်ဖို့ရေเนาะမြစ်เนาะတကယ်ตายရတဲ့မြစ်တန်ရှင်းကြည်လင်တဲ့ရေတွေလိုတယ်သူအနာယူဖို့အခွန်အားပြေးဖို့အတွက်เนาะစသဖြင့်လိုအပ်ချက်တွေရှိတယ်အဲ့ဒါမှသာလျှင်သူအသက်ရှင်နိုင်မယ်အဲ့ဒါမှသာလျှင်သူကပွားများနိုင်မယ်ဆိုတော့အဲ့ဒီအတွက်သူကဘုရားသခင်ကိုယုံကြည်အားကိုးတယ်နော်သူရဲ့တိုးထိန်ရှင်ကိုယုံကြည်အားကိုးတယ်အဲ့လိုပဲကျွန်တော်တို့ရဲ့အသက်တာမှာလည်းဒီလောကမှာလိုအပ်သမျှအရာတွေအားလုံးအတွက်ဘုရားသခင်ကိုယုံကြည်အားကိုးပြီးတော့မှကျွန်တော်တို့ဆုတောင်းရမယ်ဆိုတော့မဿဲ9 ထဲမှာလည်းပါတယ်နော်တောင်းကြလောတောင်းလျင်ရမယ်ဆိုတော့ကျွန်တော်တို့လိုအပ်ချက်တွေအတွက်အကြီးဆုံးကနေပြီးတော့မှအသေးဆုံးထိတိုင်အောင်ဘုရားသခင်ထံမှာအားကိုးပြီးတော့မှယုံကြည်ခြင်းနဲ့ဆုတောင်းခြင်းကဘာလဲဆိုရင်ဘုရားသခင်ရဲ့လက်တော်ကိုရှာခြင်းဖြစ်တယ်နော်သူ့ရဲ့တကူတော်ကိုရှာခြင်းဖြစ်တယ်ဒါပေမဲ့တောင်ပေါ်အတ္တတာဆိုတာကဘာလဲနော်တောင်ပေါ်မှာတက်သွားတဲ့အတ္တတာကဘာလဲဆိုဘုရားသခင်ရဲ့မျက်နာတော်ကိုရှာတာဖြစ်တယ်ဘုရားသခင်ရဲ့လက်တော်ကိုရှာတာမဟုတ်တော့ဘုရားသခင်ရဲ့မျက်နာတော်နော်သူ့ကိုရှာတာဖြစ်တယ်သူနဲ့ယဉ်ဤကျွမ်းဝင်ခြင်းကိုရှာတာဖြစ်တယ်နော်သူ့ရဲ့နှလုံးသားသူ့ရဲ့စန္ဒသူ့ရဲ့သဘောတဘာဝသူ့ရဲ့အလေးအလာကိုရှာတာဖြစ်တယ်နော်ဆိုတော့ဒါကမိတ်ဆွေဖွဲ့ခြင်းဖြစ်တယ်ယဉ်ဤကျွမ်းဝင်ခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကျမ်းစာကိုကြည့်ရအောင်စာလံ105အငယ်4ကိုအရင်ဆုံးကြည့်အောင်နော်105ခုမြောက်သောစာလံထာဝရဘုရားနှင့်တန်ခိုးတော်ကိုရှာကြလော့မျက်နာတော်ကိုအစင်မပြတ်ရှာကြလော့เนาะဒီမှာနှစ်မျိုးရေးထားတယ်เนาะနှစ်ခုရှာခိုင်းတာဖြစ်တယ်နံပါတ်1ကထာဝရဘုရားနဲ့တန်ခိုးတော်နောက်တစ်ခုကမျက်နာတော်ဆိုတော့ကျွန်တော်တို့ရဲ့အသက်တာမှာအဲ့ဒီနှစ်ခုလုံးရှာဖို့လိုတယ်ဘာလို့လဲဆိုခရိယန်အသက်တာကကျွန်တော်တို့တော်တော်များများခရိယန်တွေနားလည်တာကဘာလဲဆိုရင်ဖယားသခင်ဆိုတာကကျွန်တော်တို့ဖယားသခင်ကိုဘယ်လိုဆက်ဆံလဲဆိုရင်သာသနာပလူတွေလိုမျိုးဆက်ဆံတယ်မယုံကြည်သူတွေတခြားသောဘာသာဝင်တွေလိုမျိုးဆက်ဆံတယ်တခြားသောဘာသာဝင်တွေကဖယားဆိုရင်သူတို့ကဆုတောင်းဖို့လိုအပ်တာတောင်းဖို့ပဲသူတို့သိတယ်သူတို့ရဲ့စီးပွားရေးအတွက်သူတို့ရဲ့လိုအင်ဆန္ဒတွေအတွက်ပေါ့နော်လိုအပ်တာတွေအတွက်ရှာဖို့ပဲသူတို့ကသိတာဖြစ်တယ်ဘယ်ဘာသာမှနော်သူတို့ဖျားနဲ့မိတ္တဟာယဖွဲ့တယ်နော်သူတို့ဖျားနဲ့စကားပြောပြီးတော့မှအကျွမ်းဝင်နေတယ်ဟိုချစ်ကျွမ်းဝင်နေတယ်ဆိုတာမျိုးတွေမရှိဘူးဆိုဝမ်းနဲ့စရာကောင်းတာကခရိယန်တွေပင်လျင်နော်ဖျားကိုရှာဆိုတဲ့အခါမှာကိုယ့်ရဲ့လိုအပ်ချက်အတွက်ဖျားထံမှာတောင်းလျှောက်ဖို့ပဲကျွန်တော်တို့ကဖျားကိုရှာရမယ်လို့နားလည်ကြတယ်နော်အဲ့ဒါကြောင့်မလို့သူတို့ကလိုအပ်တာတစ်ခုခုရှိရင်ဆုတောင်းတယ်လိုအပ်တာမရှိတော့ဘူးဆိုရင်ဆုမတောင်းတော့တခါနောက်ထပ်တစ်ခုခုလိုအပ်လာပြီဆိုရင်ပြန်ပြီးတော့မှဘုရားထံမှာဆုတောင်းတယ်အဲ့ဒီအရာအဖြေရသွားပြီဆိုရင်ဆုမတောင်းတော့ဆိုတော့အဲ့လိုနဲ့တစ်နှစ်ပြီးတစ်နှစ်ဖြစ်လာတော့ယုံကြည်သူတွေရဲ့အသက်တာကတိုးတက်မှုမရှိဘူးဝိညာဉ်ရေးရာမှာခိုင်ခန့်ခြင်းမရှိဘူးကြီးထွားခြင်းမရှိဘူးယေရှုခရစ်တော်နဲ့နော်မတူညီခြင်းနော်မတိုးတက်လာတော့ကျွန်တော်တို့ရဲ့အကျင့်တွေကဒီတိုင်းပဲကျွန်တော်တို့ရဲ့စိတ်နေသဘောထားတွေကဒီတိုင်းပဲကျွန်တော်တို့ရဲ့အပြောဆိုအပြုမှုတွေကဒီတိုင်းပဲနော်ကျွန်တော်တို့ရဲ့စံဓာတ်တွေကလည်းလောကပဲဆိုတော့ဒါပေမဲ့ကျွန်တော်တို့ဆုတောင်းတဲ့အရာတွေတော့ဘုရားသခင်ကလည်း
ပေးတဲ့အခါမှာเนาะလောကအကောင်းကြီးနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ကသူ့အချိန်နဲ့သူဆူတောင်းတဲ့အခါမှာရကြတာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာတောင်းတဲ့အဆင့်ကနေပြီးတော့မှเนาะရှာတဲ့အဆင့်ကိုလည်းတိုးတက်ဖို့လိုအပ်တာဖြစ်တယ်ဆိုတော့ဒီကျမ်းစာမှာကျွန်တော်တို့ဖတ်သွားတယ်လို့မျိုးပဲထာဝရဘုရားနဲ့တကူတော်ကိုရှာကြလောမျက်နာတော်ကိုအစင်မပြတ်ရှာကြလောဒီနေ့ကျမ်းစာကယုံကြည်သူတွေကိုဘာပြောလဲဆိုဘုရားသခင်ရဲ့မျက်နာကိုအစင်မပြတ်ရှာဖို့နော်ဆိုလိုအပ်တဲ့အရာတွေလောကမှာလိုအပ်တဲ့အရာတွေရှိတဲ့အခါမှာဘုရားသခင်ရဲ့လက်တော်ဘုရားသခင်ရဲ့တကူတော်ကိုကျွန်တော်တို့ကသူ့အချိန်နဲ့သူရှာကြရတယ်ဟုတ်တယ်ဒါပေမဲ့ဘုရားသခင်ရဲ့မျက်နာတော်ကိုကြတော့အစင်မပြတ်ရှာဖို့တွန်းတင်လာတာဖြစ်တယ်အစင်ပြေသည်ဖြစ်စေနော်ခက်ခဲသည်ဖြစ်စေနော်ကောင်းစားသည်ဖြစ်စေဒုက္ခရောက်သည်ဖြစ်စေအစင်မပြတ်ဝမ်းမြောက်သည်ဖြစ်စေဝမ်းနည်းသည်ဖြစ်စေအစင်မပြတ်ဘုရားသခင်ရဲ့မျက်နာတော်ကိုရှာဖို့ရန်အတွက်ပြောတာဖြစ်တယ်ဆိုတော့ဆက်ပြီးတော့မှကျွန်တော်ကြည့်ရအောင်နော်29ခုမြောက်သောစာလံ29ခုမြောက်သောစာလံအငယ်8ကိုကျွန်တော်ဖတ်ရအောင်29ခုမြောက်သောစာလံအငယ်8ငါဤမျက်နာကိုရှာကြလော့ဟူသောအမိန့်တော်ကိုရှေ့တော်၌အကျွန်ုပ်သည်တတိပြုလျက်အိုထာဝရဘုရားကိုတော်ဤမျက်နာကိုရှာပါမည်ဒီနေ့စာလံဆရာရဲ့နှလုံးသားကျွန်တော်တို့အသက်တာမှာရှိဖို့လိုအပ်တာဖြစ်တယ်ဘုရားသခင်ရဲ့စကားတော်ကဘာလဲဆိုရင်ငါရဲ့မျက်နာကိုရှာကြနော်ဆိုတော့အဲ့ဒီအမိန့်တော်ကိုတဲ့ရှေ့တော်မှာကျွန်ုပ်ဒီတတိပြုလျက်တဲ့ကိုတော်ဤမျက်နာကိုရှာပါမယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတိုင်းအဲ့ဒီစကားကိုပြောနိုင်ဖို့ပြောတတ်ဖို့လိုအပ်တာဖြစ်တယ်ကိုတော်ဒီနေ့ကိုတော်ရဲ့နှုတ်ကပတ်တော်အတိုင်းကိုတော်ရဲ့အမိန့်တော်အတိုင်းကိုတော်ရဲ့မျက်နာကိုရှာဖို့ကိုတော်ပြောတဲ့အတိုင်းကျွန်တော်ကိုတော်ရဲ့မျက်နာကိုရှာပါမယ်ကျွန်တော်တတိပြုလျက်နော်ဒီမှာစာလံဆရာကတတိပြုပြီးတော့မှနော်ကိုတော်ရဲ့မျက်နာကိုရှာပါမယ်ခါလေးကျရင်ကျွန်တော်တို့တတ်တာမှာရှာတယ်ဒါပေမဲ့မတွေ့ဘူးဆိုတာမျိုးတွေရှိတတ်တယ်နော်ဘာကြောင့်မလို့လဲဆိုရင်သေးချာချာတတိနဲ့မရှာလို့ဖြစ်တယ်သဘောလောက်ပဲနော်ရှာဖွေတဲ့ခါကျရင်မတွေ့ဘူးဥပမာကျွန်တော်တို့အိမ်မှာနော်ဘယ်သူအိမ်မှာပဲဖြစ်ဖြစ်မိသားစုတိုင်းမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ပစ္စည်းတစ်ခုခုပျောက်တယ်ဆိုရင်ဘယ်မှာလဲအမေဆိုရင်ပြောမယ်နော်အခန်းထဲမှာလေဘီယိုထဲမှာလေဘယ်အထက်မှာလေဆိုကျွန်တော်တို့ကလိုက်ရှာတယ်မတွေ့ဘူးနော်ရှာပြီးပြီအဲ့နဲ့အမေကနေပြီးတော့မှသူကိုယ်တိုင်သွားပြီးတော့မှကြည့်တဲ့အခါမှာဒီမှာလည်းငါမပြောဘူးလားဒီမှာရှိနေတယ်နော်ဆိုတော့ကျွန်တော်တို့ရှာတာနဲ့မိဘတွေရှာတာနဲ့မတူတော့ကိုရှာရင်မတွေ့ဘူးသူတို့ရှာရင်တွေ့တယ်ဆိုတော့ကျွန်တော်တို့ခရိယန်အသက်တာမှာလည်းဒီနေ့ဖျားသခင်ရဲ့မျက်နာကိုရှာဖို့နံပါတ်1နောက်ပြီးရင်တချို့ကတွေ့တယ်တချို့ကမတွေ့ဘူးဘာကြောင့်မလို့လဲဆိုတချို့ကသတိပြုတာဖြစ်တယ်နော်ဖျားသခင်ရဲ့မျက်နာကိုရှာဖို့ရန်အတွက်ဖျားရဲ့မိန့်တော်မူချက်ကိုသူကနံပါတ်1သတိပြုတယ်အဲ့ဒါပြီးသွားရင်ဖျားရဲ့မျက်နာကိုရှာဖို့ရန်အတွက်သူကအချိန်ကိုသတိပြုတယ်အချိန်ပေးတယ်နောက်ပြီးရင်အချိန်ကိုဖန်တီးတယ်နောက်ပြီးသွားရင်ဖျားနဲ့သူနဲ့ဂျားထဲမှာအနောက်အရှက်ဖြစ်စေမဲ့အရာတွေကိုသူကသတိနဲ့ဂရုစိုက်တယ်ဖယ်ရှားတယ်နော်ညင်းပယ်တယ်ဆိုတဲ့ဟာတွေရှိရတယ်တော့ဒီနေ့ကျွန်တော်တို့ဖျားသခင်နဲ့အတူရှောက်လန်းဖို့ဆိုရင်ဖျားသခင်နဲ့အတူအသက်ရှင်ဖို့ဆိုရင်နော်ဖျားရဲ့မျက်မှောက်တော်ခံစားဖို့ဒါမှမဟုတ်ရင်ကျွန်တော်တို့ရဲ့ဝိညာဉ်လူခိုင်ခန့်ဖို့ကြီးထွားတိုးတက်ဖို့ဆိုရင်ဖျားသခင်ရဲ့မျက်နာကိုကျွန်တော်တို့သတိပြုပြီးတော့မှရှာတဲ့ခရိယန်တွေဖြစ်ဖို့လိုတယ်နော်ခုနကပြောလို့မျိုးပဲမြောက်များစွာသောခရိယန်တွေက carelessly သတိမရှိဘူးဂရုမစိုက်ဘူးလိုအပ်တာရှိရင်ဖျားထံမှာတောင်းတယ်ပြီးရင်
ပြီးရင်ဖျားထန်နေထွက်သွားတယ်လိုအပ်တာရှင်းပြန်လာတယ်ပြီးရင်ထွက်သွားတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့နော်ဖျားသခင်ကိုကျွန်တော်တို့ကယင်းနီးမှုကိုတီဆောက်ဖို့ရန်အတွက်နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုပြောတာဖြစ်တယ်ရှမသက်ခရစ်ဝင်ခန်းကြီးခွန်အငယ်ခွန်နဲ့ရှင်းနေပါနော်မသက်ခန်းကြီးခွန်နဲ့အငယ်ခွန်နဲ့ရှင်းတောင်းကြလောတောင်းလင်ရမည်ရှာကြလောရှာလင်တွေ့မည်တကားကိုခောက်ကြလောခောက်လင်ဖွင့်မည်တောင်းတော်သူမိဒီကာရ၏ရှာတော်သူလည်းတွေ့၏ခောက်တော်သူကလည်းတကားကိုဖွင့်၏တောင်းကြပါနော်ဖျားသခင်ကဒီနေ့တရားဝင်သူ့ရဲ့သားသမီးတွေကိုတောင်းခွင့်ပေးတာဖြစ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့အသက်တာမှာလောကနဲ့ပတ်သက်တဲ့နော်ဒီလူဘဝနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေကိုဘုရားသခင်ထံမှာတောင်းမယ်တောင်းရင်ဘုရားကပေးမယ်အဲ့ဒီမှာတင်ခရိယန်သက်တာရပ်တန့်ဖို့မဟုတ်ဘဲနဲ့ရှာဖို့နော်လဲနှုတ်ကပတ်တော်ကပြောတာဖြစ်တယ်ဘာကိုရှာရမလဲဘုရားသခင်နဲ့ယဉ်ဤကျွမ်းဝင်ခြင်းကိုရှာရမယ်သူရဲ့မျက်နာတော်ကိုကျွန်တော်တို့ရှာရမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဖျားကိုတွေ့မယ်ဖျားကိုတွေ့တဲ့သူတိုင်းကမပြောင်းလဲလို့မရဖျားကိုတွေ့တဲ့သူတိုင်းကပြောင်းမပြောင်းလဲတယ်နော်လူတယောက်အသက်တာဟာပြောင်းလဲလိုက်တာဆိုရင်အဲ့ဒါ तू ဖျားနဲ့တွေ့သွားလို့ပဲနော်တစ်ဖက်ကနေကြည့်ရင်လဲဟာ तू ကဘယ်တော့မှမပြောင်းလဲဘူးနော်ဘယ်တော့မှမထူးခြားလာဘူးနော်ဆိုရင်အဲ့ဒါကဘာလဲဆိုရင်ဖျားနဲ့ तू မတွေ့ဘူးဆိုတဲ့အသက်တာဖြစ်တယ်ဖျားကို तू မရှာဘူးဖျားကသူ့ကိုအတွေ့မခံဘူးဒီနေ့ကျွန်တော်တို့ခရိယန်အသက်တာမှာ the sin of indifference လို့ခေါ်တယ် indifference ဆိုတာဘာလဲဆိုရင်မထူးခြားတဲ့အသက်တာနော်မထူးခြားဘူးယုံကြည်သူတယောက်ကသူ့ရဲ့အသက်တာကထူးခြားမှုမရှိဘူးမယုံကြည်သူတွေနဲ့အတူတူပဲနော်ဖျားတရားကိုမယိုသေးတဲ့မကိုင်းဆိုင်တဲ့သူတွေနဲ့အတူတူပဲဆိုရင်အဲ့ဒါမထူးခြားခြင်းရဲ့အပြစ်သူ့မှာရှိတာဖြစ်တယ်ဘာလို့ तू မထူးခြားတာလဲ तू အသက်ရှင်တဲ့ဖျားနဲ့မတွေ့လို့ဖြစ်တယ်ပြောမယ်ဆိုရင် तू ဖျားသခင်ကိုမရှာလို့သူ့ရဲ့အသက်တာကမထူးခြားတာဖြစ်တယ်ကျွန်တော်ရဲ့အသက်တာမှာဒီနေ့ယုံကြည်သူတိုင်းကျွန်တော်တို့နားလည်ဖို့ရကဟာသူ့ရဲ့အသက်တာကထူးခြားလိုက်တာနော်ထူးခြားတယ်နော် तू ကမတူဘူးနော်ဆိုတဲ့အသက်တာမျိုးဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့အသက်တာဆက်ကပ်ဖို့လိုအပ်တာဖြစ်တယ်ဥပမာယောသက်ရဲ့အသက်တာကိုကြည့်တဲ့အခါမှာယောသက်ကကျွန်တယောက်ပဲလေအဲဂုတ္တုပြည်မှာကျွန်နေအများကြီးပဲဒါပေမဲ့ကျွန်နေများကြီးထဲမှာဒီဟေပြဲကျွန်လေးကထူးခြားနေသူ့ကိုဝယ်လိုက်တဲ့ Spotify ရဲ့မိသားစုတောင်မှထူးခြားသွားတာပြောင်းလဲသွားတာနော်အဲ့ဒီကျွန်ဟေပြဲကျွန်ယောသက်ရောက်တဲ့နေရာမှာဘာဖြစ်လဲဆိုရင်ကောင်းကြီးဖြစ်တာနော်ဆိုတော့ယောသက်ရဲ့တက်တာကဘုရားသခင်နဲ့သူနဲ့တွေ့တယ်ဘုရားသခင်ရဲ့မျက်နာကိုရှာတဲ့သူဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ဘာဖြစ်လို့လဲဆိုရင်ဆယ်ကျော်သက်အရွယ်မှာကလေးကသူကအိမ်မက်ရနေပြီနော်ဘုရားသခင်ရဲ့ကြီးမားစွာသူ့ရဲ့အသက်တာမှာပြုမဲ့ယူပါယုံအဲ့ဒါကိုသူကဘာဖြစ်နေပြီလဲဆို19နှစ်မှာကလေးကရနေပြီသူ့ဘဝမှာတစ်ချိန်ကြရင်သူ့ရှေ့မှာသူ့ရဲ့အကိုနော်သူတို့ညီကို17ယောက်ပေါ့သူမပါဘူးဆို17ယောက်ကသူ့ရှေ့မှာဒူးထောက်ရမယ်နော်အဲ့ဒါပြီးရင်သူ့အဖေနဲ့အမေပါနော်သူ့ရှေ့မှာဒူးထောက်ရမယ်ဆိုပြီးသူအိမ်မက်2ချိန်တိဖျားထံကနေပြီးတော့မှရတာဖြစ်တယ်ဆိုတော့ဒီနေ့ဖျားထံကရတဲ့အိမ်မက်ဖြစ်တဲ့အတွက်ကြောင့်ပြည့်စုံတာဖြစ်တယ်နော်ဘလောက်အခြေအနေတွေကသူ့ကိုဖျက်ဆီးဖို့ကြိုးစားပါစေပြည့်စုံလာတာအသက်30မှာသူပြည့်စုံလာတာဖြစ်တယ်ဆိုတော့ယောသက်ကငယ်တယ်အသက်20တောင်မပြည့်ဘူးဒါပေမဲ့ဖျားနဲ့တူသွားလာတယ်ဖျားမျက်နာကိုသူရှာတယ်အဲ့ဒါကြောင့်မလို့ညီအကို12ယောက်ထဲမှာသူကထူးခြားတယ်
သူ့အကိုတွေသူ့ညီတွေမရတဲ့ယူပါယုံသူရတယ်နော်အဲ့ဒါထူးခြားသောသူဖြစ်တယ်ဘာဖြစ်လို့လဲဖယားသခင်နဲ့တွေ့တော်သူဖြစ်သောကြောင့်ဖြစ်တယ်ဒီနေ့သင်ရဲ့အသက်တာကမထူးခြားဘူးဆိုရင်သင်ဟာမထူးခြားခြင်းရဲ့အပြစ်သင်မှာအဲ့ဒီအပြစ်ရှိတာဖြစ်တယ်နော်ဆိုတော့ဒီ2026မှာကျွန်တော်တို့အဲ့ဒီအပြစ်ကနေပြီးတော့မှအဲ့ဒီအပြစ်ကိုထားခဲ့ဖို့ဖြစ်တယ်နော်ဆိုတော့ဒီဟေပြဲဂျွန်လေးကထူးခြားတယ်နော်သူရောက်လာတဲ့အချိန်ကနေစပြီးငါတို့အိမ်မှာငါတို့မိသားစုမှာဖယားသခင်ကကောင်းကြီးပေးတယ်ဆိုပြီးတော့မှ positive ကသိတယ်နော်အဲ့ဒါကြောင့်မို့သူကယုံကြည်တယ်နော်စိတ်ချတယ်အကုန်လုံးကိုအနှင်းတယ်ဆိုတော့ဒီဟာကယောသရဲ့အသက်တာမှာထူးခြားမှုဖြစ်တယ်တခြားသောကျွန်တွေအများကြီးရှိမှာပဲနော်ဆိုတော့ကျွန်တော်တို့ဘုရားသခင်ရဲ့မျက်နာကိုရှာတော်သူရဲ့အသက်တာမှာဘုရားသခင်ရဲ့ဘာကိုမြင်တွေ့ရလဲဆိုရင်မျက်မှောက်တော်ဒီနေ့အသင်းတော်တွေမှာမျက်မှောက်တော်မရှိဘူးmusic တွေအဆုံးရှိတယ်စလိုက်မီးတွေအဆုံးရှိတယ်ဒါပေမဲ့မျက်မှောက်တော်မရှိဘူးကျွန်တော်တို့အသက်တာမှာကျွန်တော်တို့အသင်းတော်မှာအလိုအဆုံးရာကဘုရားသခင်ရဲ့မျက်မှောက်တော်ဖြစ်တယ်ယောသကသူ့အကိုတွေကရောင်းစားတယ်တတ်ဖို့ကြိုးစားတယ်သူသိတယ်နော်လူငယ်လေးတယောက်အနေနဲ့သူအရန်ကြောက်မှာပဲဒါပေမဲ့သူ့ဘဝနော်တစ်သက်လုံးဒဏ်ရာတွေနဲ့သူအသက်မရှင်သွားဘူးနော်ကျွန်တော်တို့ဒီခေတ်မှာဆိုအရန်စကားကြားရတဲ့စကားပါလေဆိုရင်လူတယောက်ကကိုယ့်ကိုစကားလုံးနည်းနည်းလေးကြမ်းကြမ်းလေးပြောသွားရင် trauma ရတယ်တဲ့နော် verbally abuse လုပ်တယ်တဲ့နော်နှုတ်နဲ့ငါ့ကိုအနိုင်ကျင့်တယ်ငါ့ကိုစိတ်ဒဏ်ရာရအောင်လုပ်တယ်ဆိုပြီးတော့မှတသက်လုံးမလွတ်မြောက်တော့ဘူးတသက်လုံးတစ်ခုခုဘဝကဆိုးသွားတယ်ဘဝကပျက်စီးသွားတယ်ဘာကြောင့်မလို့လဲလို့ပြောရင်ငါ့ကိုဒီလိုပြောကြတယ်ငါ့ကိုဒီလိုမျိုးမကောင်းတဲ့စကားလုံးတွေနဲ့ဝေဖန်ကြတယ်တိုက်ခိုက်ကြတယ်ဒါပေမဲ့ယောသရဲ့အသက်တာကတော့သူ့ညီကိုရင်းနေတော့မှသူ့ကိုတတ်ဖို့ကြိုးစားတယ်ရောင်းစားကြတယ်ဒါပေမဲ့ဒီအရာတွေရဲ့နာကျင်မှုနဲ့သူ့တစ်သက်လုံးသူ့အနာဂတ်ကနော်ဖြည့်ဆည်းလို့မရအောင်ဘာဖြစ်လို့လဲသူကဖခင်ရဲ့မျက်မှောက်တော်ထဲမှာနေတာဖြစ်တယ်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာနေတဲ့သူကနာကျင်မှုစိတ်ပိုင်းဆိုင်ရာခံစားချက်တွေလည်းအောင်မြင်တာဖြစ်တယ်နော်စိတ်ဒဏ်ရာတွေကိုလည်းအောင်မြင်တာဖြစ်တယ်လွတ်မြောက်တာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဖခင်သခင်ရဲ့မျက်နာကိုရှာတယ်ဆိုတဲ့အခါမှာဘာကိုရှာတာလဲဖခင်သခင်ရဲ့မျက်မှောက်တော်ကိုကျွန်တော်တို့ရှာတာဖြစ်တယ်ဖခင်သခင်ရဲ့အတူရှိခြင်းကိုကျွန်တော်တို့ရှာတာဖြစ်တယ်နော်အဲကြောင့်မို့လူတယောက်ကနော်တခြားຢာတွေကိုခဏဘေးဖယ်ထားပြီးတော့မှအမြဲတမ်းဖခင်နဲ့မိတ္တဟာယဖွဲ့တဲ့အခါမှာနဲ့ပို့ပြီးတော့မှနဲ့ရှိုင်းတဲ့နဲ့ရှိုင်းအောင်ဖခင်ကိုပဲကျွန်တော်တို့အချိန်ပေးပြီးတော့မှမိတ္တဟာယဖွဲ့တဲ့အခါမှာသူရဲ့တက်တာမှာအရင်ဆုံးဘာခံစားရလဲဆိုရင်ဖခင်ရဲ့မျက်မှောက်တော်ခံစားရတယ်ခုနကကျွန်တော်ပြောသလိုမျိုးပဲဒီနေ့အသင်းတော်မှာမျက်မှောက်တော်ပျောက်နေတာမျက်မှောက်တော်မခံစားတယောက်ချင်းစီတိုင်းအသက်တာမှာလည်းမျက်မှောက်တော်မခံစားနော်သွားတယ်ရှိရသွားတယ်လာစရာရှိရလာတယ်လှုပ်စရာရှိရလှုပ်တယ်ကြောင်းသွားစရာရှိရသွားတယ်ယုံသွားစရာရှိရသွားတယ်ဘာမျက်မှောက်တော်မှကျွန်တော်တို့မခံစားဘာမျက်မှောက်တော်မှကျွန်တော်တို့မသေးဆောင်နိုင်အဲ့ဒီအခါကျတော့ဘာဖြစ်လဲဆိုရင်တနင်္ဂနွေနေ့ရောက်တဲ့အခါကျတော့နော်တပတ်လုံး6တွေ့လုံးလို့နော်တပတ်လုံးလောကအရာတွေနဲ့ပဲဖုံးလွှမ်းလုံးလို့တနင်္ဂနွေနေ့လေးတော့ဖခင်เจ้าမှာငါတို့မျက်မှောက်တော်ခံစားရမလားဆိုပြီးတော့မှသွားလိုက်တော့လေဖခင်เจ้าမှာလည်းမခံစားရအောင်
ဘယ်လိုလုပ်ခံစားရမလဲတယောက်ချင်းစီမှမခံစားတော့မှတော့အားလုံးပေါင်းတော့ဘာခံစားရမှာလဲမခံစားတဲ့သူတွေအချင်းချင်းပေါင်းလိုက်တော့ဘာများပိုခံစားရမှာလဲပေါ့နော်တခါလေကြာရင်အမှုတော်ဆောင်တွေကလည်းမျက်မှောက်တော့မခံစားဘူးမျက်မှောက်တော့မတည်ဆောင်နိုင်မတည်ဆောင်နိုင်တဲ့ခါကျတော့ယုံကြည်သူတွေကိုကျွန်တော်တို့ကအဲ့ဒီမျက်မှောက်တော်ရဲ့နော်အထဲမှာရှိတဲ့ကောင်းကြီးမင်္ဂလာတွေကျွန်တော်တို့ကမဝေမျှအဲ့ဒီထဲမှာဖြစ်ပျက်နေတဲ့အရာတွေဖြစ်တယ်မျိုးပဲအသေးတဲ့သူတော့ရှိတယ်ရှိတယ်တရားဟောတာပြောတာတော်တဲ့သူတွေရှိတယ်ဒါပေမဲ့ဘာမရှိဘူးလဲဆိုရင်မျက်မှောက်တော့မရှိဘူးဒီနေ့ဘုရားသခင်ရဲ့မျက်မှောက်ဘုရားသခင်ရဲ့မျက်နာတော်ကိုရှာတော်သူရဲ့အသက်တာမှာနံပါတ်1ဘုရားသခင်ရဲ့အတူရှိခြင်းမျက်မှောက်တော်ကိုခံစားရတာဖြစ်တယ်နော်နောက်ပြီးသွားရင်သူဟာဘုရားသခင်ရဲ့လမ်းကိုသိတယ်ဘုရားသခင်ရဲ့နီးလန်းဘုရားသခင်ရဲ့သဘောတဘာဝတွေကိုသိတယ်ပြောမဆိုတာတမန်တရားကိုသိတာဖြစ်တယ်နောက်ပြီးရင်ဘုရားသခင်ရဲ့ character ကိုသိတယ်အကျင့်စရိုက်ကိုသိတယ်သူ့ရဲ့တတ်တာမှာပါအဲ့ဒီအကျင့်စရိုက်ကကူးဆက်လာနော်ဆိုတော့ကျွန်တော်တို့ဖျားရဲ့မျက်နာကိုရှာတယ်ဆိုတာဘာကိုပြောတာလဲဆိုရင်ဖျားသခင်ရဲ့မျက်မှောက်တော်ကိုရှာတာဖြစ်တယ်နံပါတ်1နော်အဲ့ဒါပြင်နံပါတ်2ကပါလဲတမာတရားကိုရှာတာဖြစ်တယ်ဖျားသခင်ရဲ့နှုတ်ကပတ်တော်သူ့ရဲ့နီးဥပဒေသသူ့ရဲ့နီးလန်းနေနော်တမာတရားတွေကိုကျွန်တော်တို့ကရှာဖွေနေတာဖြစ်တယ်နံပါတ်3ကဖျားသခင်ရဲ့စိတ်နေသဘောထားကျွန်တော်တို့တက်တာမှာနော်အဲ့ဒါတွေကိုတွေ့ရှိရတာဖြစ်တယ်29ခုမြောက်သောစာလံအငယ်17ကိုလည်းကျွန်တော်ဆက်ပြီးတော့မှကြည့်ရအောင်အငယ်17မှာနော်အိုထာဝရဘုရားကိုရောဤလမ်းကိုအကျွန်ုပ်အားပြသသွန်သင်တော်မူပါအကျွန်ုပ်ဤရန်သူတို့ကြောင့်ဖြောက်သောလမ်းထဲ၌အကျွန်ုပ်ကိုပို့ဆောင်တော်မူပါတဲ့ဒီမှာစာလံဆရာဘာပြောလဲကိုရောဤလမ်းကိုကျွန်ုပ်အားပြသသွန်သင်တော်မူပါဒီနေ့ဘုရားသခင်ရဲ့မျက်နာကိုရှာချင်းဆိုတာကဘုရားသခင်ရဲ့နီးဥပဒေသားတွေသူ့ရဲ့နီးလန်းတွေဒီနေ့ကျွန်တော်တို့မှာကျွန်တော်တို့ရဲ့နီးလန်းဆိုတာရှိတယ်လို့မျိုးပဲဘုရားသခင်စီမှာလည်းဘုရားသခင်ရဲ့နီးလန်းဆိုတာကိုရှိတာဖြစ်တယ်ဒီနေ့လူတွေဘာဖြစ်လို့ရှုံးနေတာလဲလူတွေဘာဖြစ်လို့ဆုံးရှုံးတာလဲဆိုရင်ဘုရားနီးလန်းမဟုတ်ဘဲနဲ့ကိုယ်နီးလန်းနဲ့လှုပ်လို့ဖြစ်တယ်နော်ဒီနေ့အောင်မြင်ခြင်းနဲ့ဆိုရင်ကောင်းစားခြင်းနဲ့ဆိုရင်ဖျားနီးလန်းနဲ့ကျွန်တော်လှုပ်တတ်ဖို့လိုတယ်ဒါပေမဲ့ဖျားနီးလန်းကိုမသိဘူးဆိုရင်ဘယ်လိုလုပ်မလဲနော်ဒီနေ့ဖျားမျက်နာရှာတဲ့အခါမှာဖျားသခင်ကသူ့ရဲ့နီးလန်းတွေကိုကျွန်တော်တို့ကိုနားလည်စေတယ်အဲ့ဒါကြောင့်မို့ဘာသာဓလေ့တော်တို့ကိုမောရှေအား၎င်းနဲ့ပြတယ်နော်ဒီနေ့အသင်းတော်ထဲမှာယုံကြည်သူတွေထဲမှာတချို့လူတွေကတမန်တရားကိုသူများထက်ပိုပြီးနားလည်တဲ့သူတွေရှိတယ်ကျွန်တော်တို့အသင်းတော်တစ်ခုထဲမှာအတူတူပါဝင်ပြီးတော့မှအသင်းသားအတူတူဖြစ်ပေမဲ့တချို့သူတွေကတချို့သောသူတွေထက်ဘုရားသခင်ရဲ့နီးလန်းတွေကိုပိုနားလဲတယ်။တမန်တရားနဲ့တဲ့ຢာတွေသူတို့ပိုသိတယ်။သူတို့မှာအဖြေရှိတယ်။အဲကြောင့်သူတို့ရဲ့ဘဝမှာသူတို့ကြုံတွေ့ရတဲ့အရာတွေအတွက်သူတို့မှာအဖြေရှိတယ်။တချို့လူတွေကနားမလဲဘူး။တမန်တရားကိုနားမလဲဘူး။အဲဒါကြောင့်မို့သူတို့ဘဝမှာရှုပ်ထွေးနေတဲ့သူတို့ကပြဿနာတွေကြုံရင်လည်းဘာကြောင့်ကြုံမှန်းလည်းမသိဘူးနော်တပည့်တော်တွေလိုမျိုးပေါ့ယောဟန်ခန်းကြီး9ထဲမှာတပည့်တော်တွေလိုမျိုးပေါ့အမိဝမ်းတဲကပင်မျက်စိကန်းနေတဲ့လူတယောက်ကိုတွေ့တယ်တဲ့နော်သူတို့လမ်းလျှောက်ရင်းနဲ့မွေးကလေးကမျက်စိကန်းတဲ့လူတယောက်ကအသက်40လောက်ရှိပြီတစ်သက်လုံးမျက်စိကန်းနေတာလူတကာလည်းသိတယ်နော်မြင်ဘူးနေတာဒီနေရာမှာအမြဲတမ်းထိုင်နေတဲ့သရောင်းစားတယောက်အဲ့နဲ့ယေရှုနဲ့သူ့တပည့်တော်တွေက
အဲ့ဒီမျက်စိကန်းတဲ့လူနာမှာဖြတ်သွားတဲ့ခါမှာသူ့ရဲ့တပည့်တွေကဘာပြောလဲပေတရုယာကုပ်ယောဟန်တို့ဖွဲ့တယ်ကိုတော့ဒီလူကသူ့မိဘရဲ့အပြစ်ကြောင့်မျက်စိကန်းတာလားသူ့အပြစ်ကြောင့်မျက်စိကန်းတာလားဘာကြောင့်ကန်းတာလဲသူတို့မသိဘူးတွေ့လားတမန်တရားကိုမသိရင်ဘဝရဲ့ကြုံတွေ့ရတဲ့အခြေအနေတွေကိုနားမလည်ဘူးဒါပေမဲ့ယေရှုကတော့လွယ်လွယ်လေးပဲမျက်စိမိတ်ပြီးတော့ဖြေလိုက်အောင်ယေရှုကဘာပြောလဲမိဘအပြစ်ကြောင့်လည်းမဟုတ်ဘူးသူ့အပြစ်ကြောင့်လည်းမဟုတ်ဘူးသူ့ဘဝမှာဖရာဘုန်းတော်ထင်ရှားဖို့ဖြစ်တယ်နော်အပြစ်တွေသွားရှာနေကြမလို့ဟိုမျိုးရိုးအပြစ်တွေလိုက်ရှာနေကြမလို့သူ့ကိုလည်းသွားပြီးတော့မှစစ်ဆေးကြမလို့ဒီຢာတွေအားလုံးကဒီနေ့ယေရှုနဲ့တွေ့ပြီးတော့မှသူ့အားဖြင့်ဖရာဘုန်းတော်ထင်ရှားဖို့ဖြစ်တယ်ဆိုယေရှုကတမန်တရားကိုသိတယ်ယေရှုကတမန်တရားဖြစ်တယ်သူဟာအသက်12နှစ်ကလေးကဗိမာန်တော်မှာထိုင်ပြီးတော့မှကျမ်းတက်ပုဂ္ဂိုလ်တွေနဲ့အောလောက်အောင်နာရှင်းပြနိုင်ပြီဖြစ်တယ်ဟောတကယ်ကိုတစ်သက်လုံးအဖိုးကြီးဖြစ်တဲ့အထိကျမ်းစာကိုလေ့လာထားတဲ့ကျမ်းတက်ပုဂ္ဂိုလ်တွေတောင်မှဝါအောလောက်အောင်ရှင်းပြနိုင်တယ်အသက်12နှစ်အရွယ်မှာနော်ဘာဖြစ်လို့လဲသူကဖရာသခင်ရဲ့ခမဲတော်ရဲ့မျက်နာကိုရှာတယ်ခမဲတော်နဲ့ယဉ်နီးတဲ့ကျွမ်းဝင်တဲ့အသက်တာရှိတဲ့အတွက်ကြောင့်မို့နဲ့တဲ့တမန်တရားတွေကိုသူငငယ်ကလေးကနေပြီးတော့မှနားလေတဲ့အခါမှာသူ့ဘဝမှာကြုံတွေ့တဲ့လူတွေသူ့ဘဝတင်တာမကနော်သူ့ဘဝရဲ့အတိတ်ပဲလေသူနားလေတယ်သူနဲ့ထိတွေ့တဲ့လူတွေရဲ့အသက်တာမှာဖြစ်ပျက်သမျှပြဿနာတွေရဲ့အဖြေကိုလည်းသူနားလေတယ်ဆိုဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာဖခင်ရဲ့မျက်နာကိုရှာတဲ့အခါမှာဘာကောင်းကြီးရလဲတမန်တရားကိုသိတာဖြစ်ဒီနေ့လောကတစ်ခုလုံးကစာတမန်နဲ့ရဲ့လိမ်လည်လှည့်ဖျားထားတာဖြစ်တယ်ကျွန်တော်တို့ကဘာကြောင့်ဒီဟာဘာကြောင့်ဖြစ်တာလဲဆိုတာမသိဘူးလောကသားတွေလည်းမသိဘူးဒီနေ့ယုံကြည်သူတွေပင်လည်းမသိဘူးဘာဖြစ်လို့လဲဆိုတော့လှည့်ဖျားထားတာဖြစ်တယ်ဖုံးကွယ်ထားတာဖြစ်တယ်စာတမန်နဲ့ကသင်ရဲ့အသက်တာမှာကြုံတွေ့ရတဲ့အမှုရာတွေသင်နားမလည်နိုင်ဘူးနော်ဒီနေ့စာတမန်က master deceiver ဖြစ်တယ်လက်မုဒါရဲ့အဖဖြစ်တယ်လိန်လေလက်ဖြားတဲ့နေရာမှာသူကအဖေဖြစ်တယ်အဖိုးဖြစ်တယ်ဆိုဒီလောကတစ်ခုလုံးကိုဘလောက်ပညာတတ်ဘလောက်ပဲထူးချွန်ပြောင်မြောက်ပါစေစာတမန်နဲ့ထပ်ဘသူမှပို့ပြီးတော့မှတော်တဲ့သူမရှိဘူးနော်ဆိုတော့အဲ့လိုမျိုးသူကလိန်လေလက်ဖြားထားတဲ့အတွက်ကြောင့်လူတွေကကိုယ့်ရဲ့ identity ကိုမသိကိုယ့်ရဲ့ဖြစ်ချင်းကိုမသိကိုဘသူလဲဆိုတာကိုမသိကိုဘယ်ကနေဖြစ်ပေါ်လာလဲဆိုတာကိုမသိကိုဘယ်ကိုသွားနေလဲဆိုတာကိုမသိဘဝဆိုတာကိုအတိတ်ပဲကိုနားမလဲအဲ့လိုမျိုးပဲကျွန်တော်တို့ရဲ့အသက်တာမှာကြုံတွေ့ရတဲ့အခက်ခဲတွေပြဿနာတွေဒုက္ခဆင်းရဲတွေမိသားစုထဲမှာကြုံတွေ့ရတဲ့ပြဿနာတွေကျွန်တော်တို့နားမလဲဒါပေမဲ့သင်ဟာဖခင်မျက်နာကိုရှာတဲ့သူဖြစ်တယ်ဆိုရင်ဘုရားသခင်ကတမန်တရားကိုဖွင့်ပြပြီးတော့မှသင်ရဲ့ဘဝရဲ့ပြဿနာတွေအခက်ခဲတွေနော်ဆင်းရဲခြင်းတွေထဲကနေတော့မှကဲလွတ်မှာဘုရားသခင်ဉာဏ်ပညာကိုပေးတဲ့ဘုရားသခင်ရဲ့ဝိညာဉ်တော်တက်ရောက်လာမှာဖြစ်တယ်နော်ဆိုတော့ယောသတို့ဒံယေလတို့အသက်တာကြည်ပါနော်ယေရှုခရစ်တော်တို့ရဲ့အသက်တာကိုကြည်ပါသူတို့အပေါ်မှာဘာတက်ရောက်လဲထာဝရဘုရားရဲ့ဝိညာဉ်တော်တက်ရောက်တယ်နော်ဆိုတော့နဲတဲ့ခက်ခဲတဲ့ဘယ်သူမှမဖြေရှင်းနိုင်တဲ့ပြဿနာတွေယောသတို့ကဖြေရှင်းနိုင်တယ်အိမ်မက်တဲ့ဖာရောဘုရင်ကအိမ်မက်တယ်နော်သူရဲ့ဖလားတော်ဝင်တဲ့စားတော်ဝင်ကအိမ်မက်တယ်သူတို့အိမ်မက်တွေကအနက်အဓိပ္ပာယ်ရှိတယ်ဆိုတာသူတို့သိတယ်အရန်ကိုမှနဲ့နဲလုံးလို့နားမလည်နိုင်ဘူးနိုင်ငံတော်မှာရှိတဲ့ပညာရှိတွေနော်ထလန့်အောင်လန့်နဝိဇ္ဇာတက်ပညာတွေအကုန်ခေါ်တယ်မေးတယ်ဘယ်သူမှမဖြေနိုင်ဘူးဒါပေမဲ့ဘာမှမဟုတ်တဲ့နော်ထောင်ထဲမှာကြာရောက်နေတဲ့ဒီပြဲကြုံကလေးကနော်ယောသကအကုန်လုံးကိုအတိအကျရှင်းလင်းသူပြောနိုင်တယ်ဘာကြောင့်မလို့လဲသူ့အပေါ်မှာဖရာသခင်ရဲ့ဉာဏ်ပညာကိုပေးသောဝိညာဉ်တော်ကျင်းဝတ်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဟေရှာယအခန်းကြီး7ကိုကြည့်အောင်
အငယ်1ကနေပြီးတော့မှ3ထိအောင်နော်ဟေရှာယအနာဂတိကျမ်းခန်းကြီး7အငယ်1ကနေပြီးတော့မှ3ဖြစ်တယ်ယေရှဲအမျိုးအငုံ၌အတက်ပေါက်လိမ့်မည်သူ၏အမြင့်တို့တွင်အညွန့်သည်အသီးသီးလိမ့်မည်ထာဝရဘုရား၏ဝိညာဉ်တော်တည်းဟုသောဉာဏ်ပညာကိုပေးသောဝိညာဉ်ကြံစီတတ်စွမ်းနိုင်သောတတ္တိကိုပေးသောဝိညာဉ်ထာဝရဘုရားကိုသိ၍ကြောက်ရွံ့သောသဘောကိုပေးသောဝိညာဉ်တော်သည်ထိုသူအပေါ်မှာကျိန်းဝတ်တော်မူလိမ့်မည်ထိုသူသည်ထာဝရဘုရားကိုကြောက်ရွံ့ခြင်း၌မွေ့လျော်သည်ဖြစ်၍မိမိမျက်စိမြင်သည့်အတိုင်းမစီရင်မိမိနားကြားသည့်အတိုင်းမဆုံးဖြတ်ပဲဆိုတော့ဒီမှာယေရှဲအမျိုးအငုတ်မှာအတက်ပေါက်မယ်ဆိုတော့အဲ့ဒီအတက်ဆိုတာကယေရှုခရစ်တော်ကိုပြောတာဖြစ်တယ်နော်သူဤအမြင့်တွင်အညွန့်သည်အသီးသီးလိမ့်မည်ဆိုတာယေရှုခရစ်တော်ကို prophet ပြုနေတာဖြစ်တယ်ယေရှုခရစ်တော်လူစားတိခံတဲ့အခါမှာဘာဖြစ်မလဲဆိုရင်ထာဝရဘုရားရဲ့ဝိညာဉ်တော်တည်းဟူသောကြံစီဉာဏ်ပညာကိုပေးသောဝိညာဉ်ကြံစီတတ်စွမ်းနိုင်သောတတ္တိကိုပေးသောဝိညာဉ်ထာဝရဘုရားကိုသိ၍ကြောက်ရွံ့သောသဘောကိုပေးသောဝိညာဉ်တော်သည်ထိုသူအပေါ်မှာကျိန်းဝတ်တော်မူလိမ့်မည်ယေရှုခရစ်တော်ဟာတာမန်လူမဟုတ်ဘူးသူဟာဘုရားသခင်ရဲ့ဝိညာဉ်တော်9ပါးသူ့ပေါ်မှာတက်ရောက်တာဖြစ်နော်အဲ့ဒီဝိညာဉ်တော်9ပါးကလေမျက်စိနဲ့မမြင်ရအောင်နော်ဝိညာဉ်တော်ဆိုတဲ့အတိုင်းပဲမျက်စိနဲ့မမြင်ရအောင်ဒါပေမဲ့ပေါ်လွင်ထင်ရှားတဲ့ချိန်ရှိရဖြစ်တယ်ဘယ်ချိန်မှလဲဉာဏ်ပညာဆိုတာကရှုပ်ထွေးမှုပြဿနာတွေလာတဲ့အခါမှာအဲ့ဒီဉာဏ်ပညာကိုပေးတဲ့ဝိညာဉ်တော်ကထင်ရှားတာဖြစ်တယ်ဒီမှာကြည့်ကျွန်တော်တို့တွေဒီမှာထိုင်နေကြတယ်အားလုံးကတာမန်ပဲနော်ဘယ်သူမှခေါင်းနှလုံးမရှိဘူးအားလုံးတာမန်ပဲဒါပေမဲ့ကျွန်တော်တို့ဘဝမှာခက်ခဲပြဿနာတွေရှုပ်ထွေးမှုတွေကြုံတဲ့အခါမှာဘယ်သူအပေါ်မှာထာဝရဘုရားရဲ့ဝိညာဉ်တော်ဉာဏ်ပညာကိုပေးတဲ့ဝိညာဉ်တော်တက်ရောက်လဲဆိုတာပေါ်လွင်လာမှာဖြစ်တယ်သူ့မှာနားလည်နိုင်တဲ့နော်ပညာအဖြေဘယ်လိုဖြေရှင်းမလဲဥပမာဖာရောဘုရင်ရဲ့အိမ်မက်ကိုယောသက်ကဘာသာပြန်ပေးတဲ့အခါမှာဒီအိမ်မက်ရဲ့အတိတ်ပဲကနော်ကောင်းစားခြင်း9နှစ်လာမှာဖြစ်တယ်အဲ့ဒါပြီးရင်အလွန်ဆိုးတဲ့ငတ်မွတ်ခေါင်းပါတဲ့9နှစ်လာမှာဖြစ်တယ်ဆိုပြီးတော့မှနံပါတ်1ပါလဲအနက်ပြန်တာဖြစ်တယ်နော်အဲ့ဒါကပါလဲဉာဏ်ဖြစ်တယ်ဉာဏ်ဆိုတော့အဲ့ဒါဆိုရင်ဘာလို့ရမလဲဘာလို့မလဲတော့မသိဘူးကျွန်တော်တို့ဘာသာတော့ပြန်ပေးပြီးသွားပြီနော်ဒီတိုင်းပဲထိုင်ကြည့်နေရုံပဲစောင့်ကြည့်ရုံပဲဆိုအကုန်လုံးသေကုန်မှာဖြစ်တယ်အဲ့နဲ့ယောသက်ကဘာပြောလဲပထမ9နှစ်ကောင်းစားတဲ့ကာလမှာရနိုင်သမျှရိတ်ခါတွေကိုစုပါတယ်နော်သူ့မျိုးနဲ့သူ့နယ်နဲ့ရက်ကွက်လိုက်နော်တနိုင်ငံလုံးစိုက်နိုင်သမျှစိုက်စုနိုင်သမျှစုတိုးလောင်တာနော်အဲ့ဒီဟာကိုနောက်ထပ်အစာငတ်မွတ်ခေါင်းပါတဲ့နောက်9နှစ်ကြာရင်ဖြည်းဖြည်းချင်းစီခွဲတန်းနဲ့ပြန်ရောင်းပေးပြန်ထုတ်ပေးအဲ့ဒါဆိုရင်9နှစ်လုံးကတော့ငတ်သေးမှာမဟုတ်ဘူးအားလုံးအသက်ချမ်းသာရမယ်အဖြေတွေ့လားအဖြေအဲ့ဒီအဖြေကိုပေးနိုင်တာကဘာလဲဆိုပညာဖြစ်တယ်ပြဿနာကိုသိတာကဉာဏ်ဖြစ်တယ်အဲ့ဒီပြဿနာရဲ့အဖြေကိုဘယ်လိုဖြေရှင်းရမလဲဆိုသိတာကပညာဖြစ်တယ်ဆိုတော့ဒီအရာတွေကဒီဝိညာဉ်တော်ကဉာဏ်ပညာကိုပေးတယ်တဲ့နော်ဘုရားသခင်ရဲ့ဝိညာဉ်တော်9ပါးဆိုပြီးတော့မှဒီအရာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်နောက်ပြီးရင်ဗျာဒိတ်ကျမ်းကိုကြည့်ရအောင်ဗျာဒိတ်ကျမ်းခန်းကြီး9အငယ်6တွေ့ရင်ဖတ်ရအောင်နော်ထိုအခါပလင်တော်မှဆသောတတဝါ၄ပါးနှင့်အသက်ကြီးသူတို့အလယ်၌အသေးသက်ပြီးတကယ်သို့သောသိုးတငယ်သည်ရက်လျက်ရှိသည်ကိုငါမြင်၏ထိုသိုးတငယ်သည်မြေကြီးတစ်ပြင်လုံး၌လွှတ်သောဘုရားသခင်၏ဝိညာဉ်9ပါးတည်းဟုသော
မျက်စိခုနှလုံးနဲ့ဂျိုခုနှချောင်းရှိ၏ယောဟန်ကနော်ကောင်းကင်ဘုံယူပါယုံကိုရတယ်နော်သူဟာဝိညာဉ်တော်ကိုခံရပြီးတော့မှကောင်းကင်ဘုံမှာတကားတစ်ခုပွင့်နေတယ်သူမြင်ရတယ်အဲ့ဒီအချိန်မှာအတန်တော်ကိုသူကြားတယ်တဘိုးမဟုတ်တဲ့အတန်လိုမျိုးသူကြားတယ်အဲ့ဒါကဘာအတန်တော်လဲဆိုရင်ဒီအရက်ကိုတက်ခဲ့ပါဆိုပြီးတော့မှသူ့ကိုခေါ်တယ်အဲ့ဒီခါမှာသူကတက်သွားတယ်အဲ့သူကောင်းကင်ဘုံကိုရောက်သွားတဲ့အခါမှာဘာကိုတွေ့လဲဆိုရင်ပလင်တော်ကိုတွေ့တယ်နော်အဲ့ဒီပလင်တော်ပေါ်မှာထိုင်နေတဲ့သူရှိတယ်နော်အဲ့ဒါကဘာတူလဲဆိုဘုရားသခင်ဖြစ်တယ်ဆိုပလင်တော်ရဲ့ပတ်လည်မှာဘာရှိလဲဆိုရင်တတ္တဝါ၄ပါးဆိုတဲ့နော်ထူးဆန်းတဲ့တတ္တဝါ၄ပါးရှိတယ်နောက်ပြီးရင်တခြားသောပလင်တွေရှိတယ်အဲ့ဒီအပေါ်မှာအသက်ကြီးသူ24ပါးကထိုင်တယ်ဆိုဒါတွေကကောင်းကင်ရဲ့ပလင်တော်အခန်းရဲ့ဒီဒါအဲ့ဒီမှာဖြစ်နေတဲ့အရာတွေဖြစ်တယ်နော်ဆိုတော့ဒါဒီအကြောင်းတွေကျွန်တော်တို့အများကြီးပြောဖို့အချိန်မရဘူးဆိုတော့ပလင်တော်မှစ၍တတ္တဝါ၄ပါးနဲ့အသက်ကြီးသူတို့အလယ်မှာတဲ့ဘာကိုတွေ့လဲဆိုရင်အသေးသက်ပြီးတကယ်တော့တိုးတငယ်သည်ရက်လျက်ရှိသည်ကိုငါမြင်၏အသေးသက်ပြီးတဲ့တိုးတငယ်ဆိုတာကယေရှုခရစ်တော်ကိုပြောတာဖြစ်တယ်နော်ထိုတိုးတငယ်သည်မြေကြီးတစ်ပြင်လုံး၌လွတ်တော်ဖယားသခင်ဤဝိညာဉ်ခုနှစ်ပါးတီးဟုသောမျက်စိခုနှလုံးနဲ့ဂျိုခုနှစ်ချောင်းရှိ၏တဲ့ဆိုတော့မြင်အောင်ကြည့်ပါကောင်းကင်ဘုံပေါ်မှာဘုရားသခင်ရဲ့ပလင်တော်ရှေ့မှာနော်ဘေးနားမှာတတ္တဝါ၄ပါးရှိတယ်အသက်ကြီးသူ24ပါးရှိတယ်နော်ထိုင်နေကြတယ်အဲ့ဒီအလယ်မှာအသေးသက်ပြီးတဲ့တိုးတငယ်တကောင်ရှိတယ်သူ့မှာဘာရှိတယ်တဲ့လဲဂျိုခုနှစ်ချောင်းရှိတယ်တဲ့မျက်စိခုနှလုံးရှိတယ်တိုးတငယ်ပေါ်မှာဂျိုခုနှလုံးနဲ့ဂျိုခုနှစ်ချောင်းနဲ့မျက်စိခုနှလုံးရှိတယ်အဲ့ဒါဘာကိုပြောရလဲဆိုရင်ယေရှုခရစ်တော်အပေါ်မှာကျင့်ဝတ်တဲ့ဝိညာဉ်တော်ခုနှစ်ပါးဖြစ်တယ်အဲ့ဒီဝိညာဉ်တော်ခုနှစ်ပါးကဘာလဲဆိုရင်ခုနကကျွန်တော်တို့ဖတ်တဲ့ဟေရှာယ7အငယ်1ဖြစ်တယ်နော်ဉာဏ်ပညာကိုပေးတယ်နော်ကြံစီသက်စွမ်းနိုင်ခြင်းကိုပေးတယ်ထာဝရဘုရားကိုသိခြင်းနဲ့ကြောက်ရွံ့ခြင်းကိုပေးတယ်နော်ဆိုတော့ကျွန်တော်တို့ဖျားသခင်ရဲ့မျက်နာကိုရှာတဲ့အခါမှာကျွန်တော်တို့တောင်းနေတဲ့လောကကောင်းကြီးတွေထက်သာ၍ကြီးမားသောကောင်းကြီးကိုရတယ်အဲ့ဒါကဘာလဲဆိုရင်ဖျားသခင်ရဲ့ဝိညာဉ်တော်ဖြစ်တယ်ဟာလေလုယာဒီနေ့ကျွန်တော်တို့မျက်စိတွေလောကယာတွေနဲ့ပဲချုပ်ထားခြင်းမခံရဖို့အရေးကြီးတယ်ဖျားမျက်နာရှာတဲ့သူတွေရဲ့အသက်တာမှာဘုရားသခင်ရဲ့ဝိညာဉ်တော်ခုနှစ်ပါးတက်ရောက်ပြီးတော့မှသူတို့ဟာဘယ်သူမှရပ်တန့်လို့မရတဲ့သူတွေဖြစ်လာတယ်ယေရှုရဲ့အသက်တာကြည့်ပါလောကမှာ तू မဖြေရှင်းနိုင်တဲ့ပြဿနာတစ်ခုမှမရှိဘူးနော်သူ့ကိုဖာရီရှဲတွေသူ့ကိုမုန်းတဲ့သူတွေကသူ့ကိုအမြဲတမ်းကြောင်ပိတ်ပြီးတော့မှမေးခွန်းတက်ပြီးတော့မှသူ့ရဲ့အသက်ကိုအမြဲတမ်းဖျက်ဆီးဖို့ကြိုးစားတယ်စာရမာနကဒီလူတွေကိုလှုံ့ဆော်တယ်ဒီဖာရီရှဲတွေကျမ်းတဲ့ပုဂ္ဂိုလ်တွေမှဆိုင်လှုံ့ဆော်ပြီးတော့မှယေရှုကိုတတ်ဖို့ရန်အတွက်အမြဲတမ်းကြံစီတယ်ဒါပေမဲ့ယေရှုခရစ်တော်ကသူတို့ဘလို့ပဲကြိုးစားအဲ့ဒီအထက်မှာသူ့ရဲ့ဉာဏ်ပညာတော်နဲ့အမြဲတမ်းဖြည့်ရှင်းနိုင်တာဖြစ်တယ်ဟာလေလုယာကျမ်းစာထဲမှာပြောတာယေရှုကတဲ့အကြောင်းမနေခဲ့ဘူးတဲ့နော်ဒီနေ့ကျောင်းပညာကိုပဲကျွန်တော်တို့ကပညာလို့ထင်တတ်ကြတယ်နော်ယေရှုခရစ်တော်ကကမ္ဘာပေါ်မှာအကောင်းဆုံးတက္ကသိုလ်ကနေလဲဘွဲမရအောင်ကျောင်းမတက်ဘဲနဲ့တဲ့ဒါတွေကိုသူဘယ်ကနေတက်တာလဲတဲ့နော်အဲ့လိုပြောကြတယ်သူရဲ့နေရင်မြို့ကလူတွေကဒါတွေဒီပညာတွေသူဘယ်ကနေသင်လာတာလဲတဲ့သူကျောင်းမတက်ဘဲနဲ့ညီကောင်မတို့စစ်မှန်သောပညာကဖျားသခင်ထံကနေလာတာဖြစ်တယ်ဖျားသခင်ကိုကြောက်ရွံ့ခြင်းကပညာရဲ့အချုပ်အခြာဖြစ်ဖျားသခင်ကိုကြောက်ရွံ့တဲ့သူရဲ့အသက်တာမှာထာဝရဘုရားရဲ့ဝိညာဉ်တော်ခုနှစ်ပါးတက်ရောက်ပြီးတော့မှနော်သူ့ရဲ့အသက်တာမှာအရာခတ်သိမ်းကိုအောင်မြင်နိုင်သောဝိညာဉ်တော်ကိုသူကခံရတာဖြစ်တယ်
ကျေးဇူးတော်ကြောင့်ဒီနေ့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတိုင်းကအဲ့ဒီဝိညာဉ်တော်ခုနှစ်ပါးကိုပါကျွန်တော်တို့ကိုဖခင်ကပေးထားတာဖြစ်တယ်နော်ဆိုတော့သင်ဟာလောကမှာကောင်းကြီးခံစားရဆုံးသောသူဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့မှဖခင်သခင်ထံမှာနီးတစ်ထက်နီးအောင်ချင်းကပ်ဖို့လိုတယ်ဖခင်သခင်ထံမှာချင်းကပ်လေထိုဝိညာဉ်တော်သင်ယေရှုခရစ်တော်အပြင်ရရှိတဲ့ဝိညာဉ်တော်ရဲ့ manifestation နော်ဝိညာဉ်တော်ရဲ့ထင်ရှားခြင်းကပို့ပြီးတော့မှပေါ်လွင်လာမှာဖြစ်တယ်ဖခင်နဲ့ဝေးဝေးနေရင်ထိုဝိညာဉ်တော်ကမထင်ရှားဘူးအလုံးမလုံးဘူးနော်သူ့ရဲ့ဉာဏ်ပညာတွေကမထင်ရှားနိုင်ဘူးကျွန်တော်တို့ကဆုံးရှုံးမှာဖြစ်တယ်နော်ဗျာဒိတ်တော်မရှိနေလူတို့ဒီအကျိုးနဲ့ဖြစ်ကြတယ်သင်ဘဝမှာအရာခတ်သိမ်းကိုဖွင့်ပြပေးမဲ့ဝိညာဉ်တော်ကိုသင်ကယေရှုခရစ်တော်ကိုရတဲ့နေ့မှာရရှိပြီးသွားပြီအဲ့ဒါကြောင့်မို့သင်ကထိုဖခင်သခင်နဲ့အမြဲတမ်းမိတ္တဟာယဖွဲ့ပြီးတော့မှယင်းနီးလေလေနီးလေလေနီးလေလေအဲ့ဒီဝိညာဉ်တော်ထဲမှာရှိတဲ့ဉာဏ်ပညာကထင်ရှားလေလေထင်ရှားလေလေသင်ရဲ့ဘဝရဲ့ခေါ်ခြင်းတရားတွေနော်ဖခင်သခင်ရဲ့လောကမှာသင်ဘဝအတွက်ရည်မှန်းချက်တွေနော်ယူပါယုံနေဝိညာဉ်တော်ကတစ်ချက်ပဲဖွင့်ပြလိုက်ရင်သင်နားလည်သွားမှာဖြစ်ဒီနေ့ဘာဖြစ်လို့ကျွန်တော်တို့ဖခင်သခင်ရဲ့နဲ့တဲ့အရာတွေကျွန်တော်တို့ဘဝအတွက်တော်၎င်းနော်ကိုယ်အတွက်တော်၎င်းဘာလို့မသိကြရလဲဖခင်သခင်နဲ့ဝေးနေလို့ဖြစ်တယ်ဖခင်နဲ့ကျွန်တော်တို့ဝေးနေတော့ကြောင့်ဖြစ်တယ်ဖခင်နဲ့ဝေးနေတဲ့သူတွေကတဲ့ပျက်စီးကြတယ်တဲ့နော်ကျမ်းစာထဲမှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဖျားမျက်နာကိုရှာမယ်တောင်ပေါ်မှာတက်မယ်တောင်ပေါ်တက်တယ်ဆိုတဲ့အခါမှာနံပါတ်1တောင်ပေါ်မှာစိတ်ကြွယ်ရာအရက်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ဘယ်သူမှမပါဘူးကိုနဲ့ဖျားနဲ့နှစ်ဦးတည်းတိတ်ဆိတ်ပြီးတော့မှဖျားနဲ့ကိုနဲ့နှစ်ဦးတည်းစကားပြောလို့ရမယ်အချိန်နာယူပြောတာဖြစ်တယ်နော်ဥပမာကျွန်တော်တို့အသင်းတော်ဆိုရင်ည9နာရီခွဲ10နာရီခွဲအသင်းတော်ဆူတောင်းဒါတောင်အောက်မှာဆူတောင်းနေကြတာဖြစ်တယ်တောင်အောက်မှာလိုအပ်တာအရာတွေအတွက်ကျွန်တော်တို့ဆူတောင်းကြတာဖြစ်တယ်အဲ့ဒါပြီးသွားရင်တောင်ပေါ်ဆက်တက်ဖို့လိုတယ်တောင်ပေါ်ဆက်တက်ရမယ်တယောက်တည်းအဲ့ချိန်မှာဘယ်သူမှမပါတော့ကိုယ့်ကိုဆက်တက်လေဆက်တက်ရင်အတန်တော်ကြားမှာပေါ့နော်ဘုံတော်မြင်ရမှာပေါ့ခုနကပြောသလိုမျိုးနံပါတ်1တောင်ပေါ်မှာကျွန်တော်တို့ဘာတွေ့ရမလဲဆိုရင်ဖျားမျက်မှောက်တော်ခံစားရမယ်အဲ့ဒါကတရက်ပြီးတရက်ကြာလာလေကျွန်တော်တို့ရဲ့တက်တာမှာဖျားမျက်မှောက်တော်ကပိုပြီးတော့မှပြင်းထန်လာလေမယ်ဘယ်သွားဖျားအတူရှိတယ်ဆိုတာကိုခံစားရလိမ့်မယ်ဘာလို့ဖျားသခင်ငါနဲ့အတူရှိနေတယ်ဆိုတော့ဝမ်းမြောက်မှုနော်လုံခြုံမှုကျေနပ်မှုသင်ခံစားရမယ်ဘယ်သူမှသင်ကိုတတိမရလဲသင်ကစိတ်ကောက်မှာမဟုတ်ကိုနဲ့ယေရှုအတူရှိနေပြီပဲဖခင်သခင်ကကိုနဲ့အတူရှိနေပြီပဲကျွန်တော်တို့ချားတဲ့တောင်မှတတိတောင်မှရချင်မှရလိမ့်မယ်နော်မျက်မှောက်တော့ခံစားလွန်းလို့ကျွန်တော်တို့ဘာဖြစ်မလဲမေတ္တာကိုခံစားလာမယ်ဝမ်းမြောက်မျက်ရည်တွေကျလာမယ်နော်မေတ္တာအယံခံစားအော်ဖခင်ငါ့ကိုအယံချစ်တာပါလားဖခင်ငါ့ကိုအယံတိတာပါလားဂရုစိုက်တာပါလားကျွန်တော်တို့မျက်ရည်တွေကျလာလိမ့်မယ်ဖခင်ငါ့ကိုမထိုက်တန်မဲနဲ့ခွင်းလွတ်တာပါလားနော်မကောင်းတဲ့မိန်းမလိုမျိုးပေါ့လူနူရှိမုံရဲ့အိမ်မှာယေရှုရဲ့ခြေတော်ရင်းမှလာပြီးငိုကြွေးတဲ့မိန်းမပတ်ဝန်းကျင်မှာလူတွေအများကြီးပဲသူဂရုမစိုက်အောင်သူယေရှုရဲ့ခွင်းလွတ်ခြင်းတနာခြင်းဂရုနာမထိုက်မတန်မဲနဲ့သူ့ကိုလက်ခံတာခွင်းလွတ်ပေးတာအဲ့ဒီကယ်တင်ရှင်ရဲ့မြတ်တော်သူအရန်နားလဲတဲ့အခါမှာသူဘာဖြစ်လဲငိုတယ်မျက်ရည်ကျတယ်ကျွန်တော်တို့ဖခင်မျက်မှောက်တော်ဆိုတာကနေရာတိုင်းမှာခံစားလို့ရပါတယ်လူကြားထဲမှာလည်းခံစားရတာတယောက်တည်းမျက်ရည်တွေကျရင်ကျနေမှာပဲဒါမှမဟုတ်နော်ကျွန်တော်ဘတ်စကားစီးနဲ့လည်းမျက်ရည်ကျတဲ့ချိန်တွေခံစားတဲ့ချိန်တွေခိုးပြီးတော့မှငိုတဲ့ချိန်တွေနော်ဒါမှမဟုတ်ဖခင်เจ้าမှာသွားတဲ့အခါမှာ praise and worship စားတဲ့အခါမှာတခါတည်းမျက်မှောက်တော်ခံစားရတာပဲဘာဖြစ်လို့လဲအစကတည်းကမျက်မှောက်တော်ထဲမှာနေရလေ
အစကတည်းကမျက်မှောက်တော်မှာနေတဲ့သူကတော့မျက်မှောက်တော်မခံစားဘဲနဲ့မနေဘူးနော်ဟို worship ဘသူဥဆောင်နော်တချင်းတွေလည်းမမှန်လို့တီးကြီးတွေလည်းလွဲချင်လွဲပါစေကိုနဲ့ဘုရားထဲမှာမျက်မှောက်တော်ခံစားနေမှာပဲဖြစ်နှုတ်ကပတ်တော်ဟောတဲ့အခါမှာလည်းဘုရားငါ့ကိုစကားပြောနေတယ်ဆိုတော့ကိုအထဲမှာအယံကိုမှအားကတက်နေမှာဖြစ်တယ်နော်ဆိုတော့အားကြောင့်မလို့ကျွန်တော်တောင်ပေါ်မှာဘာကောင်းကြီးရရှိလဲဆိုရင်ဘုရားသခင်ရဲ့အတူပါရှိခြင်းမျက်မှောက်တော်ကိုရရှိတယ်နံပါတ်1ကဘုရားသခင်ရဲ့ဘာသာဓလေ့တော်ဘုရားသခင်ရဲ့နဲ့နဲတဲ့သူ့ရဲ့တမန်တရားတွေနော်ဒီနေ့တမန်တရားသိတဲ့သူဟာဘယ်တော့မှနော်ဘယ်လိုပြောမလဲမျောလင်းချက်မမဲ့နော်သူဟာအမြဲတမ်းဘုရားကအဖြေဖြောင့်မတ်တော်သူတို့ရဲ့လမ်းဒီတက်သောအယုံကဲ့သို့ဖြစ်၍နေထွက်သည့်တိုင်အောင်တိုးပွားထွန်းလင်းတတ်တယ်တဲ့လင်းတယ်မတရားသောသူတို့မူကားမှောင်မိုက်ကဖုံးလွှမ်းမှာနော်မတရားသောသူတွေကတော့မှောင်တစ်ထက်မှောင်မယ်နောက်ပြီးရင်ဘာဖြစ်လဲသူတို့ကလမ်းကကျင်းမြောင်းတစ်ထက်ကျင်းမြောင်းမယ်နောက်ဆုံးမှပိတ်သွားမယ်မတရားသောသူတွေဖះကိုမသိတဲ့သူတို့ကတစ်ချိန်ကျရင်လမ်းကုန်သွားပြီလမ်းပိတ်သွားပြီဘာမှဆက်လုပ်လို့မရတော့ဒါပေမဲ့တမန်တရားကိုသိတဲ့သူတွေရဲ့အသက်တာမှာတိုးပွားတစ်ထက်တိုးပွားမယ်အလင်းဖြစ်မယ်နော်နှုတ်ကပတ်တော်ကျွန်တော်တို့တရားတော်ကျွန်တော်တို့အလင်းဖြစ်တယ်တဲ့နော်နောက်ပြီးရင်ဖះသခင်ရဲ့ character ကိုသိတဲ့အခါမှာဖះကသူနဲ့တဒံတူအောင်ကျွန်တော်တို့ကိုပြုပြင်ပေးသွားလိမ့်မယ်ကျွန်တော်တို့စကားပြောတာအစတွင်တင်တယ်နော်ဖះကသိလားဘုရားတော်ကငါသမီးစကားပြောတာအတန်ကျဲတယ်စကားပြောတာနည်းနည်းရိုင်းတယ်နော်မိဘကလို့ဆက်ဆံတာမကောင်းဘူးနော်တကယ်ချင်းကိုပြန်တောင်းပန်လိုက်ဆရာမကိုပြန်တောင်းပန်လိုက်နော်စသဖြင့်ကျွန်တော်တို့ကိုနှိမ်ချတဲ့သဘောကိုသင်ပေးတယ်ယေရှုကနှိမ်ချတဲ့ဖခင်ဖြစ်တယ်လို့သူ့ကိုယ်သူပြောတယ်နော်နောက်ပြီးရင်မောရှေကလည်းဖခင်နဲ့အချိန်မြောက်များစွာယူတဲ့အခါမှာသူ့မျက်နှာမှာဘုံတော်ထွန်းလင်းတယ်နောက်ပြီးရင်သူဟာမြေကြီးပေါ်မှာရှိသမျှလူတွေထက်နှိမ်ချတယ်တဲ့အဲ့ဒါဖခင်နဲ့တွေ့တဲ့သူရဲ့အသက်တာမှာနှိမ်ချခြင်းဒီ character တွေကပေါ်လာတာဖြစ်တယ်မအရင်တောင်းပန်တတ်တယ်sorry ပဲနော်ငါ့ကိုခွင့်လွတ်ပါမာနကြီးတဲ့သူတွေဘယ်တော့မှမတောင်းပန်တတ်ဘူးနော်ကိုမှားတာတလောကလုံးသိလဲမတောင်းပန်အောင်နော်မာနကြီးတဲ့သူကဆိုတော့ကျွန်တော်နှိမ်ချတဲ့သူတွေဒါလည်းအရင်ဦးဆုံးနော်ကိုယ့်ရဲ့မျက်နှာအဆက်ကွဲမာတွေဂယုမဆိုင်ဘူးနော်လူတွေကကိုယ့်ကိုအထင်သေးမှဂယုမဆိုင်ဘူးဖခင်ကနှိမ်ချတဲ့ဖခင်ဖြစ်တဲ့အတွက်ငါ့ကိုလည်းဖခင်ကနှိမ်ချစေခြင်းနဲ့ငါ့ကိုလည်းသူနဲ့တူစေခြင်းနဲ့ဆိုပြီးတော့မှကျွန်တော်တို့ကိုသူအတင်တဲ့အတန်ကျွန်တော်ကြားတဲ့အခါမှာလက်တွေနာခံရဲတာဖြစ်တယ်ဆိုတော့ဒီအဲ့ဒါကြောင့်မို့ကျွန်တော်တို့တက်တာမှာဖခင်ကိုရှာတဲ့အခါမှာဖခင်ကဲ့သို့ကျွန်တော်တို့တူလာလိမ့်မယ်နော်ယေရှုခရစ်တော်နဲ့အတူတူလာလိမ့်မယ်ဆိုတော့နောက်ဆုံးကျမ်းပိုက်တစ်ပိုက်ဖတ်ရအောင်ဒီနေ့အတွက်ဧဖက်ဩဝါဒစာခန်းကြီး၄အငယ်73ဧဖက်ဩဝါဒစာခန်းကြီး၄အငယ်73ငါတို့ရှိသမျှသည်ယုံကြည်ခြင်းသို့၎င်းဘုရားသခင်၏သားတော်ကိုတိကျွမ်းခြင်းသို့၎င်းတညီတညွတ်ထဲရောက်၍ခရစ်တော်၏ပြည့်စုံခြင်းပမာဏအရက်တည်းဟုသောကြီးရင်သောလူတို့၏အဖြစ်သို့ရောက်ကြသည်တိုင်အောင်ဖြစ်သည်ငါတို့ရှိသမျှဆိုတာကဘာတူလဲဆိုအသင်းတော်ကိုပြောတာဖြစ်တယ်ယုံကြည်သူတွေကိုပြောတာဖြစ်တယ်ငါတို့ကားတယ်ဘယ်ကိုရောက်ဖို့လဲယုံကြည်ခြင်းရှိတဲ့အသက်တာကျမ်းစာဖတ်တဲ့အခါမှာယေရှုခရစ်တော်ကသူ့ရဲ့တပည့်တော်တွေကိုစူတက်တယ်နော်ပေတရုတို့အဖွဲ့တွေကောင်းစူခံရတယ်ခဏဘယ်အချိန်မှစူခံရလဲယုံကြည်ခြင်းမရှိဖောက်ပြန်သောအမျိုးဆိုပြီးတော့မှသူတို့ကမုံတိုင်းလာလဲသေမတက်ကြောက်တယ်နော်နတ်ဆိုးလာလဲသေမတက်ကြောက်တယ်တခုခုဖြစ်လဲကြောက်တယ်တန်တရားနဲ့အမြဲတမ်းကြောက်ရွံ့ခြင်းနဲ့အလောက်နမိတ်လက္ခဏာပြုတ်ပြီးတော့မှအရာခတ်သိမ်းကိုနော်လုံနိုင်တဲ့သခင်နဲ့အတူတူနေတာတောင်မှသူတို့ကဘယ်တော့မှမရင်ကျက်နိုင်ဘူးယုံကြည်ခြင်းကိုမရှိနိုင်ဘူးဟာငါတို့သခင်ကဒီလိုလုပ်တယ်ငါတို့လည်းအဲ့လိုလုပ်မယ်ဆိုတာမျိုးမရှိဘူးနော်ဆိုတော့
ယုံကြည်ခြင်းမရှိတဲ့သူကဘုရားသခင်ရဲ့စိတ်တော်နဲ့မတွေ့နိုင်အဲ့ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာမှာယုံကြည်ခြင်းတို့ရောက်ဖို့တဲ့နော်နောက်ပြီးရင်ဘုရားသခင်ရဲ့သားတော်ကိုသိကျွမ်းခြင်းတို့ရောက်ဖို့ဘုရားသခင်ယေရှုခရစ်တော်နဲ့နေ့တိုင်းမှာယဉ်နီးကျွမ်းဝင်ခြင်းမှာတိုးတက်ဖို့နော်ပို့ပြီးတော့မှသိဖို့နောက်ပြီးရင်တညီတညွတ်ထဲရောက်ရွေးတယ်နော်တညီတညွတ်ထဲရောက်ဖို့ဘုရားခင်လိုတော်ရှိရဖြစ်တယ်အသင်းတော်တစ်ခုလုံးကအတူတူကြီးထွားဖို့တိုးတက်ဖို့အဲ့ဒါဆိုရင်ဘလောက်တောင်မှအံ့ဩဖို့ကောင်းလိုက်မလဲတယောက်နဲ့တယောက်တွေ့တဲ့အခါတယောက်နဲ့တယောက်မိတ်သာရဖွဲ့တဲ့အခါအတူတူဆုတောင်းတဲ့အခါအတူတူချီးမွမ်းကိုးကွယ်တဲ့အခါမှာနော်ပြဿနာတွေကြုံတဲ့အခါဒုက္ခတွေရောက်တဲ့အခါမှာကျွန်တော်တို့အချင်းချင်းတယောက်နဲ့တယောက်ဘလောက်တောင်မှကောင်းကြီးဖြစ်စေနိုင်မလဲတိဆောက်နိုင်မလဲတိုက်တွန်းနိုင်မလဲခွန်အားပေးနိုင်မလဲနော်ဆိုတော့တညီတညွတ်ထဲရောက်ရွေးတဲ့ခရစ်တော်ဤပြည့်စုံခြင်းပမာဏအရက်တည်ဟုသောကြီးရင်သောလူတို့ဤအဖြစ်သို့ရောက်ကြသည်တိုင်အောင်ဖြစ်သည်တဲ့ဆိုကျွန်တော်တို့ရဲ့ပန်းတိုင်ကယုံကြည်သူတွေရဲ့အသင်းတော်ရဲ့ပန်းတိုင်ကဘာလဲဆိုရင်ကြီးရင်တဲ့လူအဖြစ်တယ်ယဉ်ကျက်တဲ့လူဝိညာဉ်ရေးမှာကြီးရင်တယ်ဆိုတာကဘာကိုပြောတာလဲဆိုရင်ခရစ်တော်ရဲ့ပြည့်စုံခြင်းပမာဏအရက်ခရစ်တော်နဲ့လုံးတူတဲ့အဆင့်နော်ယေရှုခရစ်တော်ရဲ့စိတ်နေသဘောထားယေရှုခရစ်တော်ရဲ့ခံစားချက်ယေရှုခရစ်တော်ရဲ့အကြိုက်အဲ့လိုမျိုးရှိတဲ့အရွယ်နော်အခုတစ်ခါလေကြာရင်ကျွန်တော်တို့ကဒီလိုမျိုးလေကျွန်တော်တို့ကမရင်ကျက်ဘူးကျွန်တော်တို့ကဝိညာဉ်ရေးမှာကလေးဆန်တယ်လက္ခဏာပါလဲဆိုရင်ယေရှုကတစ်မျိုးကြိုက်ရင်ကျွန်တော်တို့ကနောက်တစ်မျိုးကြိုက်တယ်သူ့အကြိုက်နဲ့ကိုယ်ကြိုက်နဲ့မတူနိုင်ဟုတ်တယ်မလားအဲ့ဒါကဘာလဲဆိုစိတ်မတူတာလေစိတ်သဘောမတူတာဆန္ဒမတူတာမကလေးတွေကြည့်ပါလားကလေးတွေရဲ့တက်တာကိုကြည့်မယ်ဆိုရင်မိဘကသူတို့ကိုပေးချင်တာကတစ်ခုသူတို့လိုချင်တာတစ်ခုဟုတ်တယ်နော်သူတို့လိုချင်တာကဘာလဲချောကလက်တို့နော်ကြားတို့သူတို့မိဘပေးချင်တာကဘာလဲ vegetable မိဘတွေကောင်းကောင်းနားလည်မှာပေါ့စမိဘနဲ့ကိုယ်နဲ့အကြိုက်မတူခံစားချက်မတူအဲ့လိုမျိုးပဲကျွန်တော်တို့ရဲ့အသက်တာမှာယေရှုခရစ်တော်ရဲ့စိတ်သဘောနဲ့ကျွန်တော်စိတ်သဘောနဲ့မတူသူ့ရဲ့အလိုတော်နဲ့ကျွန်တော်တို့ရဲ့အလိုဆန္ဒနဲ့မတူဘူးအဲ့ဒါကမရင်ကျက်ခြင်းရဲ့လက္ခဏာဖြစ်တယ်ကလေးဆန်ခြင်းရဲ့လက္ခဏာဖြစ်တယ်ကိုတော်ကြိုက်တာကျွန်တော်ကြိုက်တယ်နော်ကိုတော်ဖြစ်ချင်တာကျွန်တော်ဖြစ်ချင်တယ်အဲ့ဒီအရွယ်ကိုရောက်သွားပြီဆိုကျွန်တော်တို့ကယေရှုခရစ်တော်နဲ့တလုံးတဝါတည်းဖြစ်သွားပြီကြီးရင်တဲ့အရွယ်သူနဲ့တူသွားတယ်အတွေးတွေတူသွားတယ်ခံစားချက်တွေတူသွားတယ်ပြောတာတွေတူသွားတယ်နော်ညီမန်းချက်တွေတူသွားတယ်ဆိုတော့အဲ့ဒီအဆင့်ထိတိုင်အောင်ကျွန်တော်တို့ကတိုးတက်ဖို့ရန်အတွက်တဲ့အရှိမပါပြောလဲဆိုရင် 5-4 ministry ဖြစ်တယ်နော်အသင်းတော်မှာဓမ္မဆရာအမှု5မျိုးကိုဘုရားသခင်ကလူတွေကိုဗိတ်သိက်ပေးတယ်ရွေးကောက်ပေးတယ်တချို့ကိုတမန်တော်ရာမှာဖြစ်တယ်တချို့ကို prophet ရာမှာဖြစ်တယ်တချို့ကိုသာသနာပြုတချို့ကိုသင်းအုပ်တချို့ကိုဆရာဆိုတော့ဒီအမှုတော်5မျိုးကိုဘုရားသခင်ကလူတွေကိုရွေးကောက်ပြီးတော့မှဗိတ်သိက်ပေးတယ်ဘာကြောင့်မလို့လဲဆိုကျွန်တော်တို့အားလုံးခရစ်တော်နဲ့တူတဲ့ထိတိုင်အောင်အတူတူကြီးထွားဖို့ရန်အတွက်ဝိုင်းဝန်းပြီးတော့မှပြုစုပေးဖို့ဖြစ်တယ်เนาะဒီနေ့ကျွန်တော်ကိုယ်၌လည်းအဲ့ဒီထဲမှာဘုရားကခေါ်ပြီးတော့မှဒီနေ့ဒီမှာရှိတဲ့ယုံကြည်သူတွေကိုတီဆောက်ဖို့ရန်အတွက်ဘုရားကเนาะခေါ်တာဖြစ်တယ်အသုံးပြုတာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာမှာဒီနေ့ကြားရတဲ့အရာပေါ်မှာအတ္တတာတွေကိုပြင်ဆင်ရအောင်တောင်ပေါ်မှာကျွန်တော်တို့ဒီနှစ်မှာတောင်ပေါ်မှာတက်ရအောင်တောင်ပေါ်တက်တဲ့အခါမှာလေးပင်ပန်းတယ်နော်ကျွန်တော်အရင်ရက်ကပြောသလိုမျိုးပဲဘာဖြစ်လို့ပေတရုယာကုပ်ယောဟန်3ယောက်ပဲပါပြီးကျန်တဲ့9ယောက်ကမပါလာလဲဆိုသူတို့မပင်ပန်းချင်လို့ဖြစ်နေမှာဒီနေ့မပင်ပန်းချင်ရင်တော့ဘယ်တော့မှတောင်ပေါ်ရောက်မှာမဟုတ်တောင်ပေါ်ရောက်ချင်တဲ့သူဟာပင်ပန်းခံရရမယ်နော်အားမလျှော့ရဘူးဇွဲမလျှော့ရဘူးကြိုးစားရမယ်အားထုတ်ရမယ်တရက်ပြီးတရက်ဇွဲရှိရမယ်အဲ့ဒါဆိုရင်အချိန်တစ်ခုရောက်ကျွန်တော်တို့တာရွတ်မြင့်ရနေ
နောက်ဆုံးဖျားဘုံတော်မြင်တွေ့ရတဲ့ဖျားအတန်တော်ရှင်းလင်းစွာကြားရတဲ့အသက်တာမျိုးကျွန်တော်တို့ကြီးထွားလာမှာဖြစ်တယ်ဆိုတော့နှုတ်ကပတ်တော်အဖြစ်ရောက်တိုင်းဖျားကောင်းကြည့်ပေးပါစေဘုရားဆုတောင်းကြအောင်